Hello အားလုံးပဲမင်္ဂလာပါဒါလေးကတော့ထိုင်းနိုင်ငံရဲ့ကွန်ရက်ဖြစ်ပါတယ်ဒါတော့ထိုင်းနိုင်ငံမှာဆိုလို့ရှင်ဒီစာနေနဲ့သုံးဆောင်ပါတယ်သမင်းစားပြီးတဲ့အချိန်ဒါမှမဟုတ်လို့ရှင်သမင်းမစားသေးတဲ့အချိန်မှာကတွင်းကိုရှင်းသွားအောင်အရသာခံတဲ့ခါမှာပို့ပြီးတော့မှခံလို့ကောင်းအောင်ပေါ့နော်သုံးဆောင်တာဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှင်ပါဝင်ပစ္စည်းကတော့ဂျင်းပါမယ်ဒီမုံမုံလေးတွေအုံးကြောပြီးရင်တံပရာတီကျက်သွန်အပေါ်ကကျတော့ soft အချိုပေါ့နော်သူတို့ထိုင်းနေရတော့အချိုကြိုက်တာဆိုတော့အချိုထည့်တယ်ပြီးတော့မှဒီမှာငရုတ်တီးပါမယ်ပေါ့နော်ငရုတ်တီးကြိုက်တဲ့လူအဆက်ကြိုက်တဲ့လူတွေတော့ဒီမှာအဆက်ငရုတ်တီးလေးထည့်စားလို့ရတယ်ပြီးရင်ပဇွန်ချောက်လေးတွေပါတယ်ဒါတော့တယောက်နဲ့တယောက်ထည့်စားတဲ့ဟာတော့မတူပေါ့နော်တချို့ပို့ပြီးမှအစီစိမ့်ကြိုက်တဲ့လူရဲ့သားကြော်လေးတွေထည့်တယ်လိုမျိုးပေါ့နော်သူရဲ့ကြိုက်တဲ့အသားပုံမူဒီမှာထည့်စားကြတယ်ဒါပေမဲ့အဓိကပေါင်းပစ္စည်းကတော့ဂျင်းအုံးကြောတံပရာတီပြီးရင်ဆော့ပြဲကျက်သွန်ရဒါတွေကတော့သူတို့ရဲ့အဓိကပေါင်းပစ္စည်းပေါ့နော်ပြီးရင်ဒီအဓိကကွန်းရွက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကတော့ကွန်းရကိုမူရည်စီတစ်မျိုးအနေနဲ့သုံးတယ်ပြင်းပြဝါးတယ်ပေါ့နော်အရင်တော့ကမြန်မာနိုင်ငံရဲ့ရှေးကြတဲ့အချိန်တွေမှာဆိုလို့ရှိရင်တော့ကွန်းရကိုအာယုံခံတဲ့တစ်ခုအနေနဲ့သုံးဆောင်ကြတဲ့ဒီဘက်ခေတ်ဒီမှာကျတော့အပျော်သဘောနဲ့ဝါကြတဲ့လူလည်းများတယ်ပေါ့နော်ဒါပေမဲ့သူတို့ထိုင်းနိုင်ငံမှာကျတော့ဒီကွန်းရကိုဒီလိုမျိုးလေးအာဟာရအဖြစ်နဲ့သုံးဆောင်ပါတယ်ဒီလိုဝါခြင်းအဖြစ်သူ့ရဲ့ဒီကွန်းရွက်နံ့လေးရဲ့တံပရာတီဘုံကြော်ခြင်းဒါလေးတွေကဝါလိုက်တဲ့ခါမှာပေါင်းဆက်သွားတဲ့ခါမှာအရန်ကိုမှအနံ့ကောင်းတဲ့ဒီ flavor ပေါ့နော်အရသာတစ်ခုကိုပေးပါတယ်အာယုံကိုရှင်းသွားစေတယ်ပြီးတော့မှဒီကတွင်းကိုလည်းပို့ပြီးတော့မှစားတော့တည်စားတဲ့အခါမှာပို့ပြီးတော့မှအရသာခံလို့ကောင်းစေတဲ့အာယုံတစ်ခုကိုပေးပါတယ်ကျေးဇူးတင်ပါတယ်ဒါဘုဒ္ဓတာလေးနဲ့တင်ပေးတာပါထိုင်းနိုင်ငံရောက်တဲ့ခါမှာလည်းဒါလေးတွေစားသုံးကြည့်ကြပါပေါ့နော်တချို့စားတော့ဆိုင်ကြီးတွေမှာဆိုတော့ချပေးတယ်ကိုစားဘူးခြင်းနဲ့ဆိုလို့ရှိရင်တော့ထိုင်းတိမိတ်ဆွေတွေမှာဘယ်လိုလဲဆိုပြီးတော့မှသူတို့နဲ့တူစမ်းပြီးတော့မှသူတို့ရိုးရာလေးကိုခန်းစားကြည့်ကြပါလို့အကြံပြုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်